ဘာကြောင့်နက်ဒီဝါရီဟာမိုင်းဖုံးဆရာတော်ကိုမန်လေးလာဖို့ပင်ဖိတ်ခဲ့တာလဲဒါကတော့လက်ရှိမှာကြရချနေတဲ့မိုင်းဖုံးဆရာတော်ရဲ့နောက်ထပ်သတင်းထူးကြီးပဲဖြစ်ပါတယ်မြန်မာတိုင်းနိုင်ငံလုံးငလင်ကြီးကျယ်လုပ်ပြီးချိန်မှာမိုင်းဖုံးဆရာတော်ကြီးဟာနေလဲပြီးတော့ဒေသစာတွေကြွချီခဲ့ပါတယ်ဆရာတော်ဟာငလင်ထိမိထားတဲ့ဒေသတွေဖြစ်တဲ့မန်လေးကိုတရားပွဲတွေနဲ့အထူးချစ်မြင့်မြောက်စားခဲ့ပြီးတော့ဒီလိုကြွလာရခြင်းအောင်နက်ဒီဝါရီရဲ့ပိတ်ဖိတ်မှုကြောင့်ဖြစ်တယ်လို့သိရပါတယ်ဒီကြောင့်ဆရာတော်ကငလင်ပြီးလို့မကျွလို့ကြတဲ့ဝိညာဉ်တွေဟာပွက်ပွက်ဆူနေကြတယ်သူတို့ကိုတရားဝင်အောင်တရားပေးဖို့လိုအပ်နေတယ်မန်လေးမြို့ကြီးဟာချစ်ချင်းမုန်းချင်းတွေကြောင့်ပူလုံနေကြပြီးငါနားတွေမှာအသက်နေကြနေရတယ်။နက်ဒီဝါရီကတောင်မှမနေနိုင်လို့ငါ့ကိုဒီနေရာစီကိုကြွလာခိုင်းတာဖြစ်တယ်။အားလုံးငင်းချမ်းပါစေလို့မိတ်ဆိုခဲ့ပါတယ်။မိုင်းဘောဆရာတော်ဟာထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ကိုယ်ွယ်ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့အတွက်မြန်မာနိုင်ငံအတွက်အခုလိုမြစ်တာရေးတသက်နဲ့နေလဲကြွချီနေခြင်းဟာတတော့ကိုရှားပါတဲ့ဖြစ်ရလို့ဆိုရမှာပါ။ဒါပေမဲ့လက်ရှိမှာတော့ဆရာတော်ကြီးဟောကြားတဲ့တရားတွေကငကားကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေကရှုံးချဝေဖန်နေတဲ့အတွက်အခက်အခဲများစွာကြုံနေရပြီးဆရာတော်ကြီးကလည်းဝေဖန်မှုပေါင်းစုံနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။လူချင်းမင်းတို့ရောမိုင်းဖုံးဆရာတော်ရဲ့သူ့ရဲ့စကားပေါ်မှာဘယ်လိုမျိုးထင်ကြပါသလဲရှင်။